ရာဟုသားသမီးလေးတွေဒီနှစ်ကမထင်မှတ်ထားတာတွေကြီးပဲဖြစ်လာမဲ့နှစ်မို့ဘူရီယိုကိုအဆုံးထိကြည်ပါလို့တိုက်တွန်းခြင်းနဲ့အလုပ်တွေမှာရိုးရိုးလုံးနေကြအလုပ်တွေတဲ့ဤထွင်ဖန်နေမှုအသစ်တွေဤပညာပိုင်းတွေမှာအထူးတလဲအောင်မြင်မဲ့အချိန်ဖြစ်ပါတယ်ဒါပေမဲ့စီးပွားရေးမှာတော့ပြည်ပနဲ့ဆက်တဲ့အလုပ်တွေကပို့ပြီးတော့အကျိုးပေးပေမဲ့လို့ဆက်တူလို့ရင်စာချုပ်တွေကိုတေချာဖတ်ပါလူယုံတတ်တာခံရတတ်ပါတယ်ငွေကြေးကံအနေနဲ့ကတော့ငွေဝင်လမ်းကြောင်းတွေပွင့်နေပေမဲ့လို့အပေါက်အပြဲလေးတွေရှိနေလို့ရုတ်တရက်ငွေထွက်เสียတွေပေါ်လာတတ်တယ်စိတ်လိုက်မှန်ပါရင်းနှီးမြှုပ်နှံတာတွေရှောင်ပါအချစ်ရေးကတော့ချစ်သူတွေကြားအသေးအဖွဲလေးကစပြီးနားလည်မှုလွဲစကားများတတ်လို့စိတ်ရှည်တိခံပေးဖို့အထူးလိုအပ်ပါတယ်အိမ်တောင်တွေကြတော့ရောအလုတ်ရမ်းများလို့အိမ်တော်ဘက်ကိုအချိန်မပေးနိုင်တာမျိုးအထူးသတိထားပါမိသားစုနဲ့ပွင့်လင်းဒါပေမဲ့ကျမ်းမာရေးအတွက်အရေးကြီးဆုံးကတော့အစာအိမ်လေထိုးလေအောင်နဲ့အလုပ်ဖြစ်စည်းလို့အာယုံကြောအားနေတာမျိုးတွေကိုသတိထားပါအေးရေးဝဝအိပ်ပါကံကောင်းစေမဲ့ဂိမ်းကနန်းနဲ့အယောင်တွေကအပြာရဲ့ခဲရောင်နဲ့အနက်ရောင်တွေကအကျိုးပေးပြီးတော့၄၈တစ်ကနန်းတွေကကံကောင်းစေပါတယ်အစိုးတွေပြေပြောက်ဖို့ရေရာဘာလို့ရမလဲဆိုတော့ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာဖျားမှာအလင်းတိုင်း၈တိုင်းဒါမှမဟုတ်အမွှေးတိုင်း၈တိုင်းထိုးညှစ်ပြီးတော့ပူဇော်ပါနောက်ထပ်အလွယ်ကူဆုံးနဲ့ထိရောက်တဲ့ရေရာကတော့လမ်းဘေးကခွေးလေးကြောင်လေးတွေကိုအစာကျွေးပြီးတော့ကူညီဆောင်းရှောက်တာကတင့်ရဲ့ကံတွေကိုအကောင်းဆုံးပံ့ပိုးပေးမှာဖြစ်ပါတယ်2026မှာရာဟုသားသမီးတွေအခက်အခဲတွေကိုကျော်လွှားပြီးတော့အောင်မြင်နိုင်ပါစေဗျာအပေါ်မှာပြောခဲ့တဲ့အချက်လေးတွေကိုမေ့မသွားအောင်ဗီဒီယိုလေးကို share ပြီးတော့သိမ်းထားလိုက်အောင်နော်